မောင်ခွေးနေရလေ ငယ်လေးကတည်းကမွေးပြီးကတည်းက ကျောင်းဆင်းပြီဆိုရင်အဲ့တရားတော့တာပြီးတော့တနခါတော့လိမ့်မယ် တနေ့လောက်တော့ရှိတော့မှာဟုတ် စိတ်ဆိုးလို့နှင်ထုတ်နေမထွက်ဘူးငယ်လေးတော့မွေးတာဆိုတော့လေဒီမှာတဲ့ဘာမှတော့မေးထွက်မလုပ်နဲ့ဒါလုပ်ကြည့်မယ်အဲ့လိုတော့ပြောတယ် သူပဲရှာကျွေးနေရပေါ့ ဝက်ရှာကျွေးရ ဒီနေ့တော့ဧည့်သည်တွေကတိတ်မရှိတော့တယောက်ပဲလိမ့်ရသေးပါတယ်ကြိုးစားပြီးဆက်ချရမှာပေါ့ခမင်းစားကတော့မနာဘူးခမင်းစားခြင်းဘိုက်ဆိုင်ဖုံးကြောင်းနဲ့တော့စားတယ်လာပါမ မမေလေးကဘယ်လိုခေါ်လဲ နမဲလေးကမအောင်ဝေးတော့ပါ ဟုတ်အသက်ကရော အသက်ကတော့7နှစ်ပါဟိုကတော့အမေကြီးပါခင်ဗျ ဖွားဖွားပေါ့ ပေါ့ကွာ ဘဝနာမည်ဘယ်လိုခေါ်လဲ ဒေါ်တင်မချူတဲ့ဒေါ်တင်မချူ တနခါလေးရလားပေါ့ကိုလိမ့်ပေးရလားဒီတိုင်းပဲ ဟုတ်ပါတယ်ဗျအပြေကိုမသွားခင်တနခါသွားမလို့ကြီးအရင်လူကိုအရင်ဈေးဥဖောက်ပေးတယ်ပေါ့အဲ့လိုပြီးကြမှာတော့ ကျောင်းမပိတ်ခင်တည်းကအဲ့ကျောင်းဆင်းပြီဆိုရင်အဲ့တရားတော့တာပြီးတော့တနခါတော့လိမ့်မယ် တနေ့လောက်တော့ရှိတော့မှာဟုတ် ဒါတွေလိမ့်တက်လေ တရွက်ပုံရုံပုံတို့ဘဝကြတို့7နာရီ9နာရီလောက်သွားတယ်ဒီကနေသွားရင်အောက်ချင်းကနေသွားတာဥပိန်ထီသွားတယ်လူတွေကတော့ပုံမှန်လာတယ်ဒါပေမဲ့အရင်ကထိုင်လောက်မများတော့ ဒီမှာတဲ့ဘာမှတော့မေးထွက်မလုပ်နဲ့ဒါလုပ်ကြည့်မယ်အဲ့လိုတော့ပြောတယ် သူပဲရှာကျွေးနေရပေါ့ ဝက်ရှာကျွေးရကိုတဲ့လှုပ်ရှိတော့လှုပ်ရတာပေါ့လေကိုလုံးမရှိတော့ခါကျတော့ तू ကလှုပ်ကျွေးတာပေါ့ မမေကဘာနေလဲကိုက မိမိကအရန်ကုန်မှာ ဖေဖေရရော ဖေဖေကဟိုဘက်မှာနေရသေးသွားတယ် တာအသက်ဘယ်လောက်မှဆုံးသွားလဲဖေက ဒါအသက် နှစ်တန်းမှာ နှစ်တန်းမှာတော့ဆုံးသွားတယ် နှစ်တန်းတော့ ဒါနဲ့ဆို3နှစ်လောက်ရှိ ဟိုကလည်းသူ့ငယ်ငယ်လေးကမွေးစားတာဆိုတော့လေသူ့လည်းမထဲလိုက်တော့ဘူးပေါ့နော်ခေါ်ခြင်းလဲခေါ်မခေါ်ခြင်းလဲမခေါ်ပါဘူးမခေါ်တော့ပေးလဲမပေးပါဘူးကိုကလည်းငယ်ငယ်လေးကကိုမွေးတာဆိုတော့လေအမို့လို့ငါပြားစီမှလည်းမထောက်တော့ကိုလည်းမတောင်းပါဘူးကိုကကိုသူမိခွားနေရကိုကကိုလောက်ကင်စားတာပါပဲအဲ့လိုပါပဲ တာအသက်ဘယ်လောက်မှခွေးနေရလဲသူ ငယ်လေးကတည်းကမွေးပြီးကတည်းကသွားမှလားဆိုတော့လေမသွားဘူးစိတ်ဆိုးလို့နှင်ထုတ်နေမထွက်ဘူးငယ်ကြီးမှငယ်လေးတော့မွေးတာဆိုတော့လေကြောပိုးပြီးတော့လှုပ်သွားလေကြောပိုးသွားတာဆိုတော့ငယ်လေးတည်းပြူးစောက်ကြောက်တာဆိုတော့ဘသူစီမှမနေချင်ဘူးသူကခွဲလည်းမခွဲနိုင်ဘူးပေါ့စိတ်ဆိုးလို့သွားနေတော့ဒီပိတ်ကြီးသွားနေမကြီးသွားဆိုလဲသွားဘူးမိကြီးပဲချစ်တာဘယ်လိုလုပ်အမေပဲဟိုမပြေလေရလဲမပြောတော့ပြေလေရကိုကကိုသားမီးနှစ်ယောက်ထဲတည်းနေရှိစားမရှိမစားပဲဒါပဲသမီးတွေစီလည်းမတောင်း ဒီနေ့တော့ဧည့်သည်တွေကတိတ်မရှိတော့တယောက်ပဲလိမ့်ရသေးပါတယ်ဖះလာဘူးရဲ့လူတွေကိုလည်းလိမ့်ပေးတယ်လိမ့်ရင်လည်းလာလိမ့်သွားလဲဟာစေနာရှိလောက်လေးတလားဘဘလေးလည်းလိမ့်ပေးတယ်အများဆုံးလားတရက်ကို560လောက်လိမ့်ဘူး ဒီနေ့ကတော့ဒါဆက်ချရအောင်ပါပေါ့လေ ဟုတ်ပါတယ်ကြိုးစားပြီးဆက်ချရမှာပေါ့ခမင်းစားကတော့မနာဘူးခမင်းစားခြင်းဘိုက်ဆိုင်ဖုံးကြောင်းနဲ့တော့စားတယ် ဖုန်းချက်ပေါ်လေးစား ဟုတ် ရလေတနခါလေး ဟိုဟာပေါ့တောင်းဝင်ရမယ် တောင်းကနေဈေးဦးမပေါက်တဲ့နေ့တွေရောကြုံဘူးလား ကြုံွယ် အဲ့ဒါဧည့်သည်တွေမလာတဲ့ရက်တွေပေါ့ လာတယ်လူစီတယ်မလိမ့် ကျောင်းကအခုဘယ်နှစ်တန်းရောက်ပြီလဲ ဘူး၄တန်းဖြည့်ပြီးသွားတယ် ဒီတန်းဖြည့် ဒီ တာ တန်းပြင်ပြီးတော့ ကျောင်းလဲနေမှာလုံးလဲလုံး မေမေဒီကိုလာမယ်ဆိုရင်ရောတွေ့ချင်လား တွေ့တယ် တတိရတယ်ပေါ့ လေးရ ငိုတာမငိုနဲ့လို့ငါတန်းဒီသမ ्या ကြောက်ကောင်းကြီးပဲပေါ့နော်
ကိုကနဲ့တူလာတာတဲ့ကိုကလည်းပြောရတာပေါ့အငုံငမိုင်းတွားလို့ရှိရင်ခေါ်မတော့ရရှာဘူးကျွန်တော်မှအားကြတော့ကျွန်တော်တို့ကဒီမှာအပ်ထားခဲ့ရတာသူတုံးလေးရဲ့ မေတာလုံတော့တော့မယ်ဒါပေမဲ့တားရတဲ့ပတ်သက်လေးနဲ့မျိုးကတော့တော့အောင်မယ်နော် ဒီမှာပါချမ်းသာပါစေဒုနာမျိုးကိုဆက်ဆက်ပါပေးပါစေ ပေးရဆုနဲ့ပြပါလေမေလေတာတော့ရုံမယ် 9 ရက်လုံးရှိပါတယ်ဒါပေမဲ့8နာရီကနေ7နှစ်ထိဒီမှာရှိတယ်7နှစ်ကြာအိမ်ပြန်နေနားတယ်1နာရီ2နာရီလောက်ဆိုရင်6နာရီခွဲထိရှိပါတယ်လိမ့်တဲ့လူတွေရောလာပြီးဖះလာဘူးပဲလူတွေရောချမ်းသာပြီးကျမ်းမာကြပါလေ